မြတ်စွာဘုရားကအမြဲတမ်းအတုပကမ္မထံလေးဟောလို့ရှိတယ်။ဘာလို့အတုပကမ္မထံဟောလို့ဆိုလူတွေကတွေ့တာမှုတွေများတယ်လေ။အဲ့ဒီတွေ့တာမှုတွေများလို့တွေ့တာမှုတွေကိုဖျောက်ဖို့ရအတုပကမ္မထံဟောတယ်။နောက်တစ်ခါဘယ်အရာမှမမြဲဘူးလို့ဆိုတဲ့အနိစ္စတရားကိုဟောတယ်။မမြဲတဲ့အရာတွေဟာဆင်းရဲတဲ့ကျင့်내ဆရာမကောင်းတဲ့ဒုက္ခတွေသာဖြစ်တယ်။အဲ့ဒီမမြဲဆင်းရဲတဲ့အရာတွေဟာကိုယ်ဘာမှမတတ်နိုင်တဲ့သူ့သဘာဝအတိုင်းဖြစ်ပြီးကိုယ်အလိုတိုင်းမဖြစ်တဲ့အရာအနတ္တသဘာဝတွေသာဖြစ်တယ်။ခိုင်မာတဲ့အရာတွေမရှိဘူးလို့အိဋ္ဌဒုက္ခအနတ္တဆိုတော့မြတ်စွာဘုရားရဲ့တရားတော်ဟာအဆိုးမြင်ဝါဒလို့ဖြစ်တယ်။လောကလူတွေဟာအကောင်းကြီးပဲကြည့်နေမယ်ဆိုလို့ရှိရင်အနေအားထဲမှာပျော်မွေ့နေမှာပေါ့။အဆိုးဆိုတာတမင်ရှာပြီးတော့ကြည့်ခိုင်းတာမဟုတ်ဘူး။လူတွေကအဆိုးကိုမကြည့်တာ။ကောင်းတာလေးပဲကောင်းကွက်ကိုရှာပြီးတော့ပျော်မွေ့နေကြတာဖြစ်တယ်။အဆိုးနဲ့တွေ့ပြီဆိုတော့မှအမလေးဆိုပြီးနောက်ဆုံးဖြစ်ကြတာနော်ဆိုပြီဆိုရင်ဖြစ်ပြီလေလူတယောက်နေမကောင်းထိုင်မသာပြလို့ယောဂဖြစ်ပြီလေဆိုဆေးုံရောက်တာနော်အဲ့ကြရင်ပြပြသလဲဖြစ်ကုန်ခြေမကင်မိလက်မကင်မိတွေဖြစ်နေသောတော်ကဟောတဲ့အနိစ္စဆိုတဲ့အခါကျတော့သိစိတ်ဝင်လာဘူးကိုယ်နေစ္စလို့ပဲထင်နေတယ်ယောဂတဲ့ဆိုတာတွေးလိုက်တာနဲ့တပြိုင်နက်မျက်လုံးပြုမျက်စံပြုဖြစ်ကဲပါအောင်ယူပါအောင်ဖြစ်လာတကယ်ကိုကမမြဲတဲ့သဘာဝရှိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခဆိုတာကြုံကိုကြုံလာမှာဖြစ်တယ်နောက်ဆုံးမှသေခြင်းဆိုတဲ့အဆုံးသတ်မှုနဲ့လာမှာပဲဘယ်သူပဲဖြစ်ဖြစ်ကိုကောင်းမောကသပင်လေးတွေဖြူလာပြန်တော့လဲအောင်မဲအန်တုလိုက်တယ်ဆေးဆိုးပလိုက်တယ်ဖုံးကွယ်လို့ရနေတာကိုဖုံးကွယ်တည်လိုက်သွားကျိုးလည်းကိစ္စမရှိဘူးသွားဆိုင်ပလိုက်တချို့ကတော့ချိုးပြီးတော့တောင်ဆိုင်တယ်ဒီမှာလှချင်လို့ခုခေတ်တော့အလှပြင်တာတွေကပိုများလာနော်မေးချွန်းနေရင်လည်းဝိုင်းအောင်ပြင်လို့ရတယ်မေးဝိုင်းနေလည်းမေးချွန်းလေးဖြစ်ချင်လည်းပြင်လို့ရတယ်လူတစ်ခုလုံးကိုခုဟာဗဂရိယုတ်ပျောက်သွားအောင်ပြင်လို့ရတဲ့ခေတ်ရောက်လာပြင်တဲ့လူကလည်းတကယ်တော့ပြင်တာပဲအနာခံပြီးတော့ပြင်တာနော်သူ့ကိုယ်သူတော့ဆောင်းမုတ်ရှိကောင်းရှိလိမ့်မယ်အနာခံမှအသာဆန်ရမယ်ဆိုအဲ့တော့ညလင်းချက်ကလေးနဲ့လောက်ကြတာအဲ့နောက်ဆုံးတော့ဘာဖြစ်သွားလဲနောက်ဆုံးကြတော့တယုတ်ကအကုန်ပေါ်လာတာစကယ်တန်ပဲကြံတော့တာနောက်ဆုံးကြရိုးရကြီးပဲဖြစ်သွားတာပဲစပင်းတွေဘလောက်ဆေးဆိုးနောက်ဆုံးကြတော့မနိုင်တဲ့အခါကျတော့နှီးကြောင်ကြောင်လေးဖြစ်ပြီးတော့လက်မြောက်လိုက်ရတာပဲဖြစ်တယ်စပင်းကျွတ်တော့လည်းပဲအန်တုကြသေးတာပဲပရီဒီတွန့်လာတဲ့အခါလည်းပဲပိုတောက်ဆွဲဆေးထိုးပြီးအန်တုကြပြန်တာပဲအဲ့တော့ဘယ်လိုပဲအန်တုနောက်ဆုံးကြတော့အရှုံးဟာအရှုံးပဲဘဝပြန်ရောက်သွားတာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကဟောထားတာအရှိပဂရိကိုပဂရိအတိုင်းမြင်မှာဘဝဆိုတာဟာအဆိုးကြီးမဟုတ်ပါဘူးမြတ်စွာဘုရားကဘဝမှာကောင်းတာလည်းရှိပါတယ်ဆိုးတာလည်းရှိပါတယ်အကောင်းနဲ့အဆိုးနှမျိုးခွဲခြားပြီးတော့ဟောတယ်သို့တော်မြတ်စွာဘုရားကတရားတွေဘဝကိုမတွေ့တတ်အောင်ဟောတဲ့အခါကျတော့ pessimism အဆိုးမြင်ဝါဒကြီးလို့ဖြစ်နေတယ်တကယ်ကတော့ realism ဆိုရင်အမှန်မြင်ဝါဒသာလည်းဖြစ်တယ်အဆိုးကြီးမြင်တာမဟုတ်ဘူးကောင်းတဲ့အကွက်ကိုလည်းကောင်းတယ်လို့ပြောတယ်မကောင်းတဲ့အကွက်ကိုလည်းမကောင်းဘူးလို့ပြောတယ်ဒါဖြင့်ဘဝမှာခြေနှက်เสียဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူဘဝရလာတယ်ခြေနှက်เสียဘာကောင်းလဲဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ခြေနှက်เสียမယ်ဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းကွက်လို့ခေါ်တယ်ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ခြေနှက်เสียအတ္တရာလို့ခေါ်တယ်ဒါဖြင့်
အဲ့ဒါရင်ရှိတာလားလို့ဆက်တွေးကြည့်လိုက်ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူးရုပ်လာတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ရုပ်ကလေးအမြဲနေမှာမဟုတ်ဘူးနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်သာဝရမဟုတ်ဘူးနော်အဲ့ဒီအရာခတ်သိမ်းဟာပြောင်းလဲပြီးတော့နေတာဖြစ်သောကြောင့်လှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီကျန်တဲ့ရင်ရောအိုမင်းနဲ့အသင်္တရံတွေရရှိလာမှာပဲဖြစ်တယ်ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူးမကျမ်းမာမှာယောဂဝေဒနာရတဲ့အချိန်ဆိုတော့ရှိတယ်အစဉ်သာဝရလူတွေဟာကျမ်းမာပြီးဖြတ်လက်ပြီးအစဉ်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူးမပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆိုဘယ်ရာမှမမြဲဘူးဆိုတယ်ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာခြေနှက်ဆရာမကောင်းတာတွေပဲခြေနှက်ဆရာကြီးလည်းမတွေးနဲ့မခြေနှက်ဆရာတွေလည်းရှိတယ်ဆိုတာသိရမှာဖြစ်တယ်အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်နော်ခြေနှက်ဆရာမကောင်းတာတွေတွေးတာအဲ့ဒါကိုစိတ်ပြည့်စရာကောင်းတယ်မတွေးဘူးလို့မလုပ်နိုင်နဲ့တခါတရံကျတော့တွေးပြီးမှကိုယ့်ဘဝအမှန်ကန်ဖြစ်မှာမတွေးပဲနေတဲ့ပုဂ္ဂိုလ်ဟာခေါင်းပင်ဆပြင်းလေးဖြူတာနဲ့ပဲစိတ်သောကတွေဖြစ်ပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့ကိုယ်စိတ်ကိုမနိုင်တဲ့အနေထားလေးရောက်သွားတယ်ကျွတ်တင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာနှစ်ဖူးတွေဒူးတွေတွေ့လာတဲ့အခါမှာခန္ဓာရည်တွေရှိတာခန္ဓာရည်ရှိဒါကြောင့်ခန္ဓာရည်ရှိအောင်အကောင်းဆုံးကိုမျှော်လင့်ထားသလိုအဆိုးဆုံးကိုလည်းရင်ဆိုင်မှုအသင့်ရှိဖို့လိုအပ်တယ်။ရသော်ဘုရားကသင်တာအဲ့ဒါပါပဲနော်။ဘဝမှာကောင်းတာတွေရှိတယ်မကောင်းတာကတော့မတည်မြဲခြင်းပဲဖြစ်တယ်။အဆိုးဘက်ကိုသွားနေတာဖြစ်တယ်။ဒါဖြင့်ဒီဘဝကထွက်လန်းရောရှိရလားဆိုရှိပါလေ။ဘာနဲ့ထွက်ရမလဲလို့ဆိုဘဝပေါ်မှာခြေနှက်နေတဲ့တဏှာကိုဖယ်ရမှာဖြစ်တယ်။ခြေနှက်တာတစ်ခုတည်းနဲ့ဘဝကယုံထွက်လို့မရတော့ဘူးမခြေနှက်ဆရာတွေကိုကြည့်ပြီးတော့ခြေနှက်မှုတွေအမှန်မဟုတ်ဘဲနဲ့ကိုယ့်ကိုလိမ်လည်ပြီးတော့လှည့်စားထားတဲ့လှည့်စားမှုတွေကိုအဆုံးသတ်ပြီးတော့အမှန်ကန်မြင်အောင်ကြိုးစားခြင်းဟာဘဝရဲ့ထွက်လမ်းပဲဖြစ်ပါလေလို့မြတ်စွာဘုရားကဟောတာအတ္တရာ enjoyment ခြေနှက်ဆရာကောင်းတယ်အာဒီနဝအပြစ်အနာစာ fault နေတရဏ exist ဘဝကထွက်ဖို့တည်းလမ်းကြောင်းပေးတာအဲ့ဒီထွက်ပေါက်မရဘူးဆိုလို့ရှိရင်လူဟာကြောင်ပိတ်မိပြီးတော့စိတ်ထွက်ပေါက်မရတဲ့အခါဆိုရင်ချင်းငိုကြွေးခြင်းနဲ့တခြားနည်းတွေနဲ့ထွက်ပေါက်တွေရှားကုန်ကြအရက်တော့ပြီးထွက်ပေါက်ရှားတယ်ဘိန်းဒီမွေးဆေးတွေအသုံးပြုပြီးတော့ထွက်ပေါက်ရှာတယ်ဆိုတာတွေဖြစ်ကုန်စိတ်ဖြစ်စီလာပြီဆိုရင်ထွက်ပေါက်ရှာအဲ့တော့အဲ့ဒီထွက်ပေါက်တွေဟာမှန်လားလို့ဆိုမမှန်မှားရင်းနဲ့မှားရင်းရုံမကဘူးလူဘဝကိုထိခိုက်စေအလုံးကိုထိခိုက်သွားစေဒါကြောင့်မို့ထွက်ပေါက်ဆိုတာဟာကိုအထင်ရောက်ပြီးတော့တွေ့တားနေတဲ့ဘဝပေါ်မှာတွေ့တားနေတဲ့တဏှာကိုလျှော့ချခြင်းတဏှာကိုဖယ်ရှားခြင်းဟာတကယ်ထွက်ပေါက်ပဲဖြစ်တယ်။လျှော့ချဖို့ဘာနဲ့လျှော့ချဖို့အမှန်ကန်သိအောင်စဉ်းစားခြင်းဖြင့်လျှော့ချတယ်။ဝိပဿနာတရားအထုတ်တယ်ဆိုတာအမှန်ကန်ကိုမြင်အောင်ရှုမြင်သုံးသပ်ခြင်းပဲဖြစ်တယ်လေ။အမှန်ကန်မြင်အောင်မစဉ်းစားဘူးဆိုလို့ရှိရင်အဖြေဆိုတာထွက်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့အစစ်အမှန်ကိုတွေးရှိအောင်လို့ဒါကြောင့်မို့ဘုရားရဲ့အဆုံးအမတရားတော်တွေဟာ pessimism ဆိုတဲ့ဒီအဆိုးမြင်ဝါဒမဟုတ်အဆိုးမြင်ဝါဒမဟုတ်တော့ optimism ဆိုတဲ့အကောင်းမြင်ဝါဒလားဆိုအကောင်းမြင်ဝါဒလည်းမဟုတ်ဘူးအဆိုးကိုဆိုးလို့မြင်တယ်အကောင်းကိုကောင်းလို့မြင်တယ်ကောင်းတာကိုကောင်းတယ်လို့မြင်တယ်ဆိုးတာကိုဆိုးတယ်လို့မြင်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးအမဝါဒဗုဒ္ဓဝါဒrealism လို့ခေါ်တယ်အမှန်ကိုမြင်တာအမှန်မြင်အောင်ကြိုးစားတော့